အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စောစောနိုင်ပါစောစောမိုဘိုင်းပါဝင်လုပ်ငန်းစုအချို့ရဲ့ founder ပါအခုနာကဖုန်းသုံးနေတဲ့အချိန်မှာပေါ့နော် comment လေးတစ်ခုတွေ့တယ်မျက်လုံးရှိတယ်တဲ့တထေးဖြစ်သွားတာတဲ့ဘာလုပ်တွေလုပ်လဲမသိဘူးတဲ့ဒီလိုမျိုး comment လေးတွေကလေခဏခဏတွေ့ဖြစ်တယ်ပေါ့နော်ခဏလေးမျက်လုံးရှိတယ်တထေးဖြစ်သွားတယ်တို့အဲ့လိုမျိုးပြောတာတွေပေါ့နော်အချိန်ကခဏလေးတွင်တထေးဖြစ်သွားတယ်တို့ဒါမျိုးတွေပြောကြတာနံပါတ်1တထေးဆိုတဲ့ဟာနဲ့ပတ်သက်ပြီးပြောမယ်အဲ့လိုကျွန်တော်ကတထေးမဟုတ်ပါဘူးတကယ်ချမ်းသာတဲ့တထေးလို့ပြောလို့ရတဲ့လူတွေကမေးမေးပြပြောက်မျိုးစုံလေးမှာဝယ်ထားတဲ့မြေခွက်တကွက်စာလောက်တော့ကျွန်တော်စုစုပေါင်းပိုင်ဆိုင်မှုကမရှိပါဘူးเนาะအဲ့တော့ကျွန်တော်ကတထေးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်လွန်ခဲ့တဲ့15နှစ်18နှစ်အရင်တုန်းကရှိခဲ့တဲ့အခြေအနေထက်အစရာထောင်ပေါင်းများစွာပို့ပြီးတော့မှအဆင်ပြေကောင်းမွန်တဲ့လူနေမှုဘဝတစ်ခုကိုအလ်ဟမ်ဒူလ illah ရနေတယ်အဲ့ဒီဥစ္စာကိုတော့ကျွန်တော်ဝမ်းသာတယ်ဒါပေမဲ့ကျွန်တော်တထေးလို့တတ်မှတ်လို့မရသေးပါဘူးအဲ့တော့နံပါတ်1အချက်ဖြစ်တယ်မျက်လုံးရှိမှတင်ပေါ့နော်သူပြောတာတထေးဖြစ်သွားတယ်ပေါ့ဆန္ဒတော့တထေးမဟုတ်ရင်တော့အဆင်ပြေသွားတယ်ပေါ့အဲ့လိုဥစ္စာကလေတော်တော်တော့ဟိုဟာဖြစ်တယ်လူတွေကအချိန်တွေကတရွေ့ရွေ့နဲ့ကုန်သွားတာကိုသတိမထားမိတာဗျကျွန်တော်900ဆိုင်အချိန်လေးကနေဒီနေ့ဒီအချိန်ရောက်ဖို့အတွက်အချိန်18နှစ်ကြာခဲ့တယ်အချိန်18နှစ်ဆိုတဲ့ဥစ္စာကမျက်လုံးအရှိတင်လို့ပြောချင်လဲရတယ်မျက်လုံးအရှိမှာပဲဒီကလေးတယောက်က10နှစ်ရောက်လာတယ်15နှစ်ရောက်လာတယ်ဒီလိုမျိုးပဲပေါ့နော်ကျွန်တော်တို့မျက်လုံးအရှိမှာကျွန်တော်တို့အမှုမဲ့အမမဲ့နေလိုက်တဲ့အချိန်တွေမှာခမားကဘလို့စူးစမ်းနေမလဲခမားဒီနေ့တနေ့ကုန်စူးစမ်းတယ်အဲ့စူးစမ်းတဲ့ဟာကိုခမားညမဲ့အိတ်ခင်မှာပြန်စဉ်းစားဒီနေ့ငါစူးစမ်းခဲ့တယ်စူးစမ်းခဲ့ပြီမဲ့အဲ့ဒီမှာငါဘာတွေမှားခဲ့လဲစူးစမ်းတိုင်းမှန်နေတာမဟုတ်ဘူးလေပန်းနိုင်ရအရှိမှာကိုခမားအနောက်ပြန်ပြေးနေလို့ကတော့ခမားပန်းနိုင်မရောက်နိုင်ဟုတ်တယ်မလားအဲ့လိုမျိုးဆိုတဲ့အနေအထားမျိုးမှာခမားစူးစမ်းခဲ့တယ်စူးစမ်းခဲ့တဲ့ဟာတွေထဲမှာဒီနေ့ငါဘာအမားတွေလုပ်မိလဲမနေ့ဖြန်အဲ့ဒီအမားတွေကိုနဲအောင်ပြင်ဒီနေ့စူးစမ်းမှုမှာငါမှဘယ်အစိပ်ပိုင်းတစ်ခုလိုအပ်တယ်ဘယ်အသိပညာတစ်ခုလိုအပ်တဲ့အတွက်ငါထိုက်တဲ့တော့ငါခီးမရောက်ခဲ့ဘူးလေအဲ့တော့အဲ့ဒီကိုလိုအပ်နေတဲ့ဟာကိုမနေ့ဖြန်မှာလေ့လာမယ်အဲ့တော့ဒီနေ့တရက်ကိုခင်ဗျားအကောင်းဆုံးစူးစမ်းမယ်မနေ့ဖြန်မှာဒီနေ့ရဲ့အမားတွေကိုပြင်မယ်ဒီနေ့မှာလိုအပ်ခဲ့တဲ့ဟာတွေကိုမနေ့ဖြန်မှာလေ့လာမယ်အဲ့လိုမျိုးနဲ့ခင်ဗျားရဲ့တရက်ချင်းအချိန်24နာရီစီချင်းကိုခင်ဗျားအကျိုးရှိအသုံးချမယ်ဆိုရင်ခင်ဗျားတို့ပြောတယ်မျက်စိအရှိတင်ဆိုတဲ့15နှစ်လောက်ဆိုတဲ့အချိန်မှာခင်ဗျားလည်းလုံးဝကိုပြောင်းလဲပြီးတော့မှတိုးတက်အောင်မြင်နေတဲ့ဘဝတစ်ခုကိုရမယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဲ့တော့မျက်လုံးအရှိပါတယ်ပြောင်းသွားတာမဟုတ်ပါဘူးအချိန်18နှစ်နီးပါးရှိပါတယ်တရက်ချင်းစီကိုလွန်ခဲ့တဲ့2နှစ်3နှစ်အရင်ကအထီကိုကျွန်တော်တရက်ချင်းရဲ့24နာရီတိုင်းကိုကျွန်တော်အကျိုးရှိအသုံးချခဲ့တယ်နောက်ပိုင်းမှာတော့ကိုယ့်ရဲ့ဒီငယ်ဘဝလူငယ်ဘဝကလည်းဘာမှမပျော်ရွှင်ခဲ့ရဘူးဒီအလုပ်ပေါ်မှာပဲတစ်ချိန်လုံးရှိနေခဲ့ရတဲ့အတွက်ကိုနည်းနည်းလေးဘယ်လိုပြောမလဲညာလိုက်တာပေါ့နော်ညာပြီးတော့မှနေထိုင်နေတဲ့ပုံစံမှာလွန်ခဲ့တဲ့2နှစ်3နှစ်ကအထိကျွန်တော်အလုပ်ချိန်ကတရက်ကိုမလို့ပြကွန်ပျူတာအရှိမှာပဲလုပ်နေသည်ဖြစ်စေအဲကွန်အောက်မှာလုပ်နေသည်ဖြစ်စေအလုပ်လုပ်နေတာပဲလေနော်ကျွန်တော်ရဲ့အလုပ်ချိန်ကတရက်ကိုအနည်းဆုံး12နာရီလောက်ရှိခဲ့ပါတယ်โอเคအဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့မတူညီတဲ့အမြင်လေးတစ်ခုရမယ်လို့ထင်ပါတယ်မိတ်ဆွေတို့ရဲ့မတူညီတဲ့အမြင်ရှိရဆိုလဲ comment မှာပြောသွားလို့ရပါတယ်ကျွန်တော်တို့စောစောနိုင်ပါစောစောမိုဘိုင်းပါဝင်လုပ်ငန်းစုချိုးရ founder ပါနေကောင်းကျမ်းမှာရှိကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ်